追着泪带 Coffee 的快乐到沉迷的飘被你家没泪嘎被马里အားလုံးပဲမင်္ဂလာပါဒီနေ့အပြင်မှာမိုးရေလည်းအရန်ရွာနေဖြော်ပေး coffee ဖြော်ပေးမဲ့မိန်းမလည်း shopping ထွက်သွားရဗျာအဲ့တော့ကျွန်တော် coffee မတောက်ရတော့အဲ့နဲ့ the zero ရဲ့ဇလန်းအကျဉ်းဆိုတဲ့တခြင်းလေးကျွန်တော်နားထောင်ပြီးခင်ဗျားတို့လည်းကျွန်တော်နဲ့အတူအဲ့တခြင်းလေးနားထောင်ပြီးအတူတူတီးကြအောင် let's go ကဲအရင်ဆုံးကျွန်တော် intro လေးကိုကျွန်တော် reason လေးတစ်ချက်ပြမယ်နော်da da 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 daဒီတချင်းလေးကသူက C ရှက်နဲ့တီးထားပါเนาะကျွန်တော်ဒီမှာ C position နဲ့တဘာကိုကာဘိုလေးခံထားတယ်ပေါ့เนาะကျွန်တော်ဒီမှာတော့ C နဲ့ပဲကျွန်တော်ပြောသွားမယ်เนาะပထမဆုံးကျွန်တော် C နဲ့စတီးမယ်เนาะ B flat A minor C ပြန်လာမယ်အဲ့နာလေးမှာရေးကြည့်တယ်အဲ့နာလေးကလည်း sorry ဟာအဲ့လေပြီးတော့အပြန်လာမယ်ခုနကစီပြန်လာမယ်နော်အမ A ရရတယ် A7 ရရတယ်ပြောဟာရောက်ပါမယ်ဒါရောစပြB minor ရောက်ပါမယ်da da 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 G da 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 E minor ပါ da 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 daကျွန်တော်တို့တချင်းလေးနဲ့လိုက်တီးပြပါသူကအတိက base တစ်လုံးဝင်မယ်ပြီးရင်အောက်ကဟာလေးကို break ဖမ်းတာပါเนาะတော့အစမှာသူကဒီဂီတာနှစ်လက်တီးထားပါเนาะအဲ့တော့သူ့သချင်းလေးနဲ့လိုက်ပြီးတော့တီးပြလို့သူ့တိုင်းဟုတ်ချင်မှလည်းဟုတ်လို့ပဲဒါပေမဲ့အနည်းဆုံးတော့ကျွန်တော်ကြိုးစားပဲထားပါခင်ဗျသူ့ဘက်မှာတော့ piano တွေပါတာပေါ့နော်sorry keyboard ပါတာပေါ့တော့ဒါ guitar နဲ့သူ solo ပါဆိုလို့ရှိရင်ဒါသူ keyboard နဲ့တီးပါဒါပေမဲ့ကျွန်တော်ကအဲ့ဒါကို solo ကိုကျွန်တော် guitar နဲ့ပဲတီးကြမှာဖြစ်ပါတယ်
so sorry intro လေးပေါ့ intro ပြောတာ sorry ကျွန်တော်မှာintro ကလွယ်ပါတယ်ဗျကျွန်တော်အနေလေးပြပေးမယ်เนาะဒီကနေစမယ်เนาะ slide လေးဆွဲအောင်မယ်ပြီးတော့ဒီမှာเนาะပေါက်လိုက်မယ်ပြီးတော့ဒီဘက်မှာလွတ်ကြိုးပြီးတော့ဒီမှာဘေးကြိုးplus ရကျွန်တော်အခု solo နဲ့ intro အပြင်နဲ့ပါတယ်အခု solo ကျွန်တော်တီးပြပါမယ် solo ကသူကKB နဲ့တီးထားပြီမယ်ကျွန်တော်ကတော့ဆို KB သမားမရှိရတယ်ကျွန်တော်လက်တီးရမှာပြင်တာနဲ့မတီးတတ်ပါဘူးကျွန်တော်လည်းဘယ်လိုပြောလဲအခုတော့ဆို guitar နဲ့ကျွန်တော်ဒီ solo လေးကိုဖြစ်အောင်ကျွန်တော်တီးပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါလေးကျွန်တော်ပြန်ပြပေးမယ်เนาะအနေလေးပြန်ပြပေးမယ်ဆိုတော့ဒီသားဒီလိုဆွဲတယ်เนาะဒီဆွဲပြီเนาะအဲ့လိုတီးလိုက်ရကျွန်တော်ဒီဟိုလေးဒီလိုတီးလိုက်ရတယ်ဒါအဆင်ပြေတော့တီးလို့ရပါတယ်အနေလေးတီးပြမယ်เนาะကျွန်တော်အဲ့နားလေးအရေးကြီးရယ်เนาะပြီးတော့မှအားလုံးပဲအဆင်ပြေကြပဲလို့ကျွန်တော်မျှော်လင့်ပါတယ်တခုကျွန်တော်ပြောပြချင်တာကကျွန်တော်ကဆရာကြီးလည်းမဟုတ်ဘူးprofessional လည်းမဟုတ်ဘူးကျွန်တော်ကဝန်သားရှင်အဆင့်ပဲရှိပါတယ်ကျွန်တော်တိထားတတ်တာကလေးတွေပေါ့နော်အဲ့ဒါလေးကိုဝေမျှတဲ့အဆင့်ပဲရှိပါတယ်ဝေဖန်အကြံပြုလို့တဲ့ဟာတွေလည်းcomment မှာရေးသွားလို့ရပါတယ်နောက်ထပ်ဘာသချင်းတွေလုပ်ပေးရမလဲပေါ့ဘာသချင်းတွေတီးပြပေးရမလဲဆိုတော့လည်းဝေဖန်comment မှာရေးသွားလို့ရပါတယ်နောက်တစ်ခုကကျွန်တော်ဒီသချင်းကို bass line နဲ့တီးပြမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီသချင်းကို drum နဲ့တီးပြမှာဖြစ်ပါတယ်နောက်ကျွန်တော် border အားလို့ရှင်နဲ့အားလို့ KB သမားအားလို့ပေါ့နော်ဒါလေးဖြည့်ဆွတ်ပြီးတော့တီးပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာနောက်လာမယ့် video တွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော် YouTube ရော Facebook ရော page တွေမှာ like and subscribe လုပ်ထားဖို့လိုပါတယ်ပြီးတော့ YouTube မှာဆိုလို့ရှိရင်ခေါင်းလုံးလေးလည်းတီးထားပေးပါခင်ဗျာအားလုံးပဲပြန်လာခဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်